အိမ်ကမော်စားတော့ပြီးမှကြိုးပါခင်ဗျာဒီနေ့ကတော့အိမ်ပါနေတဲ့မိုးဦးလေးတွေရတာနဲ့မိုးဦးလေးတွေအင်းဦးလို့လည်းခေါ်ပါတယ်ချိုးကြောက်လည်းမိုးဦးခေါ်ကျွန်တော်တို့ဘက်မှာတော့ဗမော်မှာတော့အင်းဦးလည်းခေါ်အင်းဦးလို့ခေါ်ကြတယ်အင်းဦးလေးကိုပြတ်တုံပြူစနွင်းလေးနဲ့ဒီလိုရှင်းရှင်းလေးကြော်ထားတဲ့ဟာပါဒါကတော့ပိန်လဲတီးနဲ့ဖူးပုတ်ကလေးကိုရေးပြန်လေးချက်ထားတာပါဒါကတော့စီးတိုင်ကပေးုံမြုပ်တီးစိမ့်နဲ့ထောင်းလာတာပါဒါတော့ပြက်တီးစိမ့်လေးပါသုံးမြုပ်လေးပါဒါတော့မိုးဦးနဲ့ငပိကြောင်းနဲ့တွဲစားဖို့အတွက်တမယာကြီးလေးဒါတော့ငပုံသားကြော်လေးပါဒီနေ့အင်းဦးလေးရလာနဲ့အနက်တရအနေနဲ့ဘမော်လဲလွမ်းလာနဲ့ဘမော်စားတော့ဖြစ်တဲ့အင်းဦးလေးစားပြမှာဖြစ်ပါတယ်ခင်ဗျာအားလုံးလည်းကျွေးပါတယ်အားကြပါခင်ဗျာကျေးဇူးပေါ်ချင်းစားရဆိုတော့နှုတ်ဖက်နေအောင်ပြီးတော့ဝေးတယ်အားတော့လက်ကတော့သေးပြီနော်ဆိုးရတမယာကြီးလေးနဲ့ပြီးကြောင်လေးကိုညှစ်မယ်ညှစ်ဦးလေးကိုညှစ်မယ်นั่นเข้ามาပုံနာလည်းခုရာတွေကကြော်ဖို့အတွက်ကောင်းတဲ့အရွယ်တော်လေးဆိုတော့ဥလေးလည်းပါရှယ်ပဲကျွတ်ရွာအခုဒီရင်းနဲ့အကောင်ကကျွန်တော်ပြန်ဆက်ထားတာဖိတ်တောက်ပြအောင်တံမြာလေးကိုဒီတိုင်းစားရကောင်းမှာဟောပေါ့မချစ်စုလေးရောအပီလေးနဲ့ပြုတ်မှာ对吧？因为啥都不摸，原来这个不蛮များ我哋呢啲咩水，夠撈人啲油咧。
သက်စားလိုက်ပါဦးခင်ဗျာကြည့်ရှုပြီးပြည့်တဲ့နေအားလုံးကိုကျေးဇူးတင်ပါတယ်